မင်္ဂလာပါအခုဗီဒီယိုလေးမှာကျွန်တော် notebook AI ကိုအသုံးပြုပြီးတော့ဗီဒီယိုတွေကို summarize ဘယ်လိုလုပ်အောင်လဲဆိုတော့ပြောပြတော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုဂျိန်းရဲ့ဒီမနေ့ကမှတင်ထားတဲ့ဗီဒီယိုတစ်ပုဒ်ပေါ့နော်တနားရီလောက်ရှိတဲ့ဟာလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်ကျွန်တော် summarize လုပ်ဖို့အတွက်ကိုကျွန်တော် link လေးကို copy လိုက်မယ်နော်ယူပြီးဆိုလို့ရှိရင် notebook AI ကိုတွားလိုက်မယ် notebook AI သုံးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ VPN ဖွင့်ထားဖို့လိုမယ်နော်ပြီးဆိုရင်ကျွန်တော် link လေးကိုဒီမှာထည့်လိုက်ရပြီနော်ဒါလေးနေလိုက်ရပါပြီ YouTube video မဟုတ်ဘူးတခြားကျွန်တော်တို့ PDF file တွေ ebook တွေပါတွေကို summarize လုပ်ချင်တယ်ဆိုလည်းဒီမှာ upload file ကိုနှိပ်ပြီးလို့ရှိရင်လေ့လာလို့ရတယ်ပေါ့နော် summarize လုပ်လို့ရတယ်အခုကကျွန်တော်ဒီ YouTube video လေးကိုကျွန်တော်တို့ summarize လုပ်ကြည့်အောင်ခဏလေးတော့စောင့်အောင်မယ်နော်အဲ့ဆိုတက်လာပြီးစိတ်ထောင်6ဆိုတဲ့ video အချင်းချုပ်အနေနဲ့ဒီအတန်နဲ့ပဲနားထောင်ချင်တာလား video နဲ့ကြည့်ချင်တာလား mind map နဲ့ကြည့်ချင်တာလားဆိုပြီးတော့သူ slide အနေနဲ့လည်းထုတ်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်အခုကကျွန်တော် audio ရယ် video ရယ် mind map ရယ် slide ကိုလုပ်လိုက်မယ်။mind map ကရလာပြီ။ mind map ချက်ကြည့်အောင်နော်။ဒီ video တွေကပါတဲ့အကြောင်းအရာတွေပေါ့နော်။ဒီမှာဒီတွဲ note လေးတွေပေါ့နော်။ဆိုတော့ဒီ mind map ပြီးဆိုရင်ဒီမှာ video နော်ခဏလေးစောင့်ကြည့်လိုက်။ဒီမှာပြီးသွားပြီပေါ့နော်။ကျွန်တော် audio လေးကိုစမ်းဖွင့်ကြည့်အောင်။ကျမတို့အားလုံးနှိပါကြုံဘူးကြတယ်စိတ်ထောင်ချောက်တယ်အကြောင်းပါပဲဟုတ်ပါတယ်ကိုယ်တိုင်တတ်မှတ်ထားတာပဲဖြစ်ဒါမှမဟုတ်ကိုယ်ပတ်ဝန်းကျင်ကမတိမတာတတ်မှတ်ပေးလိုက်တာတနားရီလောက်ရှိတဲ့ video ကိုကျွန်တော်တို့ခြုံလိုက်တဲ့ခါကြာရင်ဒီမှာ16မိနစ်နဲ့အစဆုံးနားထောင်လို့ရတယ်ပေါ့နော်။ကျန်တဲ့ဟာတွေကိုကျွန်တော်ဖွင့်မပြတော့နော်။ဘာလို့ဆို video ရှည်တော့မှကြောက်လို့။တကယ်ကျွန်တော်လည်းစမ်းကြည့်ပါနော်။ notebook AI ကဒီကျွန်တော်လေ့လာတဲ့အချိန်မှာဘယ်လောက်သုံးဝင်လဲဆိုတော့စမ်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ video comment အောက်မှာရေးသွားပေးလို့ရတယ်နော်။ဆိုတော့ကျွန်တော်နောက်ထပ်တင်မဲ့ video တွေကိုသိရှိအောင် follow button နဲ့ subscribe လေးကိုနှိပ်သွားပေးဦးနော်။